ဆိုတဲ့အကောင်ကကြောက်ရွံ့ဘယ်တော့မှမလုပ်ဘူးလေသူကချင်းသေးဆိုတဲ့ကောင်မကြောက်ဘူးလို့ပြောတယ်ဒါပေမဲ့ဒီဆဖာရီတို့ဟိုရင်းနေnet geo တို့ခုခေတ် channel တွေထဲမှာကြည့်ရင်ချင်းသေးကြောက်ပြေးတာတော့တွေ့ရတယ်နော်အဲ့ဒီမှာသူတို့ကအတန်ဆိုလို့ရှိရင်ချင်းသေးကလုံးဝမကြောက်ဘူးတဲ့တခါတော့ကစမ်းသပ်ဘူးတယ်ချင်းသေးတကောင်ငယ်ငယ်လေးဖမ်းမိလာတဲ့အခါအဲ့ချင်းသေးလေးဟာချင်းသေးကမကြောက်တတ်ဘူးလို့ဆိုလို့သူကြားလောက်တဲ့နေရာနေပြီးတော့စစ်စီစစ်မောင်းတွေဝုန်းတိုင်းတိုင်းတီးတာသူကဒီခေါင်းလေးထောင်ကြည့်ပြီးပြန်အိတ်သွားတယ်မကြောက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာချင်းသေးကအတန်ကိုမကြောက်ဘူးတဲ့ဘာကြောင့်မကြောက်တာတော့ဆိုရင်တက္ကာယဒိဋ္ဌိအတ္တမာနကြီးလွန်အားကြီးလို့သူ့ကိုနိုင်တဲ့လူတယောက်မှမရှိဘူးလို့သူတွက်တာတွက်ထားသည့်အတွက်ကြောင့်သူဟာကြောက်လန့်မှုလုံးဝမရှိဘူးနောက်ဆုံးမှာမိုးကြိုးပြစ်တဲ့အတန်တောင်သူတို့ကမကြောက်ဘူးလို့ဆိုတယ်ချင်းသေးတွေဟာကြောက်ရွံ့ခြင်းကဲဒါကြောင့်တတိကောင်းတဲ့လူကိုတိဟလို့နာမည်ပေးလို့ရှိကြတယ်